တုတဓမ္မဒီပလိုမာ level 1မေတ္တာတော့အနှစ်ချုပ်မှာပါတယ်မေတ္တာနယ်ပယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီဗီဒီယိုမှာလေ့လာရမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့တူတူလေ့လာကြရအောင်နော်မေတ္တာနယ်ပယ်ဥဒ္ဒံအဒေါစာတိရင်စာအထက်အောက်အလဲအရက်10မျက်နှာတဗ္ဗလောကသမိန်အလုံးစုံသောလောက၌အတန်ပါရန်ကြီးမြောက်တဲ့စိတ်မထားရမိမိမိတ်ဆွေရန်သူတစိမ့်မတန်ပတ်တံအားလုံးအပေါ်မှာတူညီသောမေတ္တာထားနိုင်ရမည်အဝေယယံမရှိအတွင်းယံဒေါသအပြင်ယံရန်သူကင်းသောအပရိမာနံအတိုင်းရှည်မရှိသောမေတ္တင်စမာနတံဘောက်ရေမေတ္တာနှင့်ရှင်သောစိတ်ကိုပွားများရ၏ကျမရတနာကြီးပါရှင်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးသွားကြပါအောင်ရှင်အားလုံးလည်းအတွင်းရန်အပြင်ရန်တွေကင်းဝေးကြလို့ကိုယ်စိတ်နှပြချမ်းသာကြပါစေရှင်အဆုံးထိကြည့်ပေးတာလည်းကျေးဇူးပါရှင်